အားလုံးပဲမင်္ဂလာပါ Auto with you မြန်မာမှာပြန်လည်ကြိုဆိုပါရရှင်ဒီနေ့မှာတော့ you က Auto ထဲမှာ Charo account creation လုပ်ပုံတွေနဲ့ Charo account တွေမှာပါဝင်နေတဲ့ account တက်တွေအကြောင်းကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီမိုးလေးကိုကြည့်လိုက်ရအောင်နော် Charo account တွေ creation လုပ်တော့မယ်ဆိုရင်အရင်ဆုံး you account module တွေကိုသွားမယ်သွားပြီးရင် configuration အောက်မှာ Charo account ဆိုပြီးတော့ရှိတယ်ဒီထဲကိုသွားလိုက်မယ်ပေါ့နော်ဒါကတော့လက်ရှိရှိနေတဲ့ system ရဲ့ Charo account လေးဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကCharo account နဲ့အသစ်တိုးခြင်းနဲ့အသစ်တိုးခြင်းနဲ့ပြီးတော့ရှိတဲ့ဟာတွေကိုလည်းကိုကပြန်ပြီးတော့ကြည့်ခြင်းနဲ့ပေါ့နော်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီထဲမှာလာကြည့်လို့ရတယ်ဒါကိုပြီးတော့ဘယ်လိုမျိုး account type လေးတွေပိုင်းပြီးကြည့်လို့ရသေးလဲဆိုတော့ဒီ draw down လေးကိုနှိပ်ပြီးတော့ဒီမှာ account type လေးတွေရှိတယ်အဲ့တော့ဒီ account type လေးတွေပိုင်းပြီးကြည့်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် ban and cash ဆိုလို့ရှိရင် ban and cash မှာရှိနေတဲ့ Charo account တွေ current asset ဆိုလို့ရှိရင်လည်း current asset အောက်မှာရှိနေတဲ့ Charo account တွေပြီးလို့ရှိရင် fixed asset တို့ non current assets receivable ဒါဒီလို Charo account type ကလေးကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကိုယ့်စီမှာရှိတဲ့ Charo account တွေကိုဒီမှာလဲ search မှာလဲရှာလို့ရတယ်ကိုရှာခြင်းတဲ့ဟာကိုကုတ်နံပါတ်တည်ရဆိုရင်ကုတ်နံပါတ်ကိုရိုက်ထည့်တာပဲဖြစ်ဖြစ် account name ကိုရိုက်ထည့်တာပဲဖြစ်ဖြစ်ဒီလိုမျိုးလေးလဲရှာလို့ရတယ်ပေါ့နော်အဲ့တော့ you account တစ်ခုတွေဖွင့်ကြမယ်ပေါ့ Charo account တစ်ခုစောက်ကြမယ်စောက်တော့မယ်ဆိုရင် you account တိုက်ရင်ပိုင်းလိုက်မယ်ပိုင်းလိုက်ပြီးတော့ဘာကိုကြည့်ချင်တာလဲဆိုတော့အခုစောက်မှာက expand account တိုက်ပဲဆိုပါဆိုပေါ့နော်အဲ့ဒါဆိုလို့ရှိရင် expand account တိုက်အောင်မှာရောအခု40ရှိတယ်40ဆိုလို့ရှိရင် COE ကဒီလိုမျိုးလေးတွေအစင်လိုက်ပေးခဲ့တာဖြစ်တဲ့အတွက်ဒါဘယ်မှာဆုံးလဲဆိုတာကြည့်လို့ရတယ်ပေါ့နော်ဒါဆိုရင်တို့932338မှာဆုံးတယ်အဲ့တော့နောက်တစ်ခုအနေနဲ့932339ဆိုတဲ့ဟာကိုဖွင့်ရမယ်ပေါ့နော် system ရကတော့ကုတ်ကို unit ဖြစ်လို့ရှိရင် system ကတော့ auto စစ်ပေးထားတယ်ပေါ့နော်အဲ့ဒါလေးလည်း you တစ်ချက်လုပ်ရင်းနဲ့ပြလိုက်မယ်အဲ့တော့ဒီဟာကို you copy ရင်ကိုထားလိုက်မယ်ကိုထားပြီးတော့အသက် create လုပ်မှဖြစ်တဲ့အတွက်ဒါလေးကိုမှတ်ထားတဲ့သဘောပေါ့နော်အသက် create လုပ်မှဖြစ်တဲ့အတွက် your new button လေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီလို form လေးကြာလာတယ်ပေါ့နော်ကြာလာရင် you ဒီမှာ account ကုန်နေရာမှာ ship ပြီးသွားတာဖြစ်တဲ့အတွက် you ကိုထည့်မယ်ဒီနာကအကောင့်ကုတ်ထည့်မယ်ပြီးရင်အကောင့်လေးထည့်မယ်ကိုကဘာအကောင့်လေးဖွင့်တာလဲပေါ့နော်ဆိုပါဆို delivery charge ပဲဆိုပါဆို delivery fees ပဲဆိုပါဆိုပေါ့နော်ဒါကတော့ဒါ sample ယူထည့်ပြတာပေါ့နော်အဲ့တော့အကောင့်လေးထည့်မယ်အကောင့်ကုတ်ထည့်မယ်ပြီးတော့လို့ရှိရင်တော့အကောင့်တိုက်ဒီအကောင့်တိုက်လေးတွေရှင်းပြမယ်ပေါ့နော်ဒါအကောင့်တိုက်ကလေးတွေမှာ Odoo ရဲ့အကောင့်တိုက်မှာဘာတွေပါဝင်နေမလဲဆိုတော့ access အောက်မှာဆိုလို့ရှိရင် receivable ရှိတယ် ban and cash ရှိတယ်ပေါ့နော်ကိုထောင်တဲ့ဟာက ban ထောင်တာပဲဖြစ်ဖြစ် cash ကိုပဲCOE ထောင်တာပဲဖြစ်ဖြစ်ဒါဆိုရင် ban and cash တိုက်လေးကိုရွေးပေးရမယ်ပြီးရင် current assets ရှိမယ် non current assets ရှိတယ်ပြီးရင် prepayment တွေရှိတယ် fixed assets ရှိမယ် liability အောက်မှာဆိုရင်တော့ PD ပဲရှိတယ် credit card ရှိမယ် current liability non current liability equity အောက်မှာဆိုရင်တော့ equity ရှိတယ်ပြီးရင် current year ending ပေါ့နော် current year ending လေးကိုယူတစ်ချက်လောက်ရှင်းပြပေးခြင်းတယ် current year ending ကကြတော့ system ကနှစ်ကုန်လို့ပေါ့နော်retain ending ကိုဒီ current year ending ဆိုတဲ့ account type လေးနဲ့သူက system က auto လုပ်ပေးရပေါ့နော်retain ending တွေကိုကပြန်ပြီးတော့နောက်နှစ်ရောက်တဲ့အခါမှာ open နဲ့ပြန်ထောင်စရာမလိုဘူး system က auto ယူသွားမဲ့ account type လေးဖြစ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုအနေနဲ့က income ရှိမယ် other income expense အောက်မှာဆိုလို့ရှိရင် expense တွေရှိတယ် depreciation ရှိတယ် cost of revenue ဆိုတာလည်းရှိတယ်နောက်ထပ်တစ်ခုပို့လာတာလေးကတော့ off balance sheet ပေါ့နော် off balance sheet ကဘယ်လိုမျိုးပြောချင်တာလဲဆိုတော့ဒီလို balance sheet မှာတော့ balance sheet report မှာတော့ impact မဖြစ်ဘူးဒါပေမဲ့ balance sheet report သွားကြည့်ရင်တော့အောက်မှာတီးတန့်လေးပေါ့နော် balance sheet ကို impact မဖြစ်ဘဲနဲ့ balance sheet amount တွေကို impact မဖြစ်ဘဲနဲ့တတ်အောက်မှာလေးတီးတန့်တွေ့ချင်တယ်ဆိုလို့ရှိရင် off balance sheet type လေးနဲ့သွားပြီးတော့စာရင်းသွင်းလို့ရတယ်ပေါ့နော်ဒါကတော့ Odoo မှာရှိတဲ့ account type လေးတွေပဲဖြစ်ပါတယ်အဲ့တော့ you အခုက expense account type ထောင်နေတာဆိုတော့ you က expense ဆိုတာလေးကိုရွှေ့လိုက်မယ်ပေါ့နော်ဒီ expense ဆိုတာလေးကိုရွှေ့လိုက်မယ်ပြီးရင်ဒီ default tax တို့ disallow expense တို့တွေကရွေးစရာမလိုဘူးနောက်တစ်ခုကကျတော့ tax tax မှာဆိုလို့ရှိရင်ဘာလေးရှိလဲဆိုတော့ဒီမှာထောက်ကြည့်လိုက်မယ်ပေါ့နော် operating activity ရှိတယ် financing activity ရှိတယ်ပြီးရင် investing activity ရှိတယ်ဒါကတော့ cash flow report ပေါ့နော် Odoo ရဲ့ cash flow report မှာဒါ auto ပေါ်မဲ့ဟာလေးပေါ့နော်ဒီ account code ကို you က create လုပ်ပြီးတာနဲ့ operating activity လို့ရွေးလိုက်တယ်ဆိုရင် cash flow report မှာဒီ account နဲ့ပတ်သက်ပြီးတော့ transaction လုပ်ခဲ့ရင်ပေါ့နော် cash flow report မှာ operating activity အောက်မှာ auto ပေါ်နေမှာပဲဖြစ်ပါတယ်အဲ့တော့ဒါလေးပဲအလွယ်တကူတွေ့ပြီးရုံပဲပေါ့နော် cash flow report မှာ impact ဖြစ်သွားလိမ့်မယ်အဲ့တော့ဒါကရော operating ဖြစ်တာဖြစ်တဲ့အတွက် operating activity လေးရွေးခဲ့လိုက်မယ်ဒါဆိုရင်ဒီ allowance ချာနေတွေ allowance reconciliation တွေဒါ on စရာမလိုတော့ဘူးပေါ့နော်ပြီးရင် company ကတော့ ဒီ company မှာသုံးမှာဖြစ်တဲ့အတွက်ဒီ company လေးက auto တော့ပါပြီးသားဒီ allowance reconciliation တွေကဘယ်လိုပြောချင်တာလဲဆိုတော့ system ရဲ့သဘောတရားအရပေါ့နော် Odoo ရဲ့သဘောတရားအရကreceivable တွေ payable တွေကဒါကတစ်ချိန်ချိန်ကြာရင်ပြန်ကြည့်သွားမယ့် account ဖြစ်တယ်အဲ့တော့ receivable တွေ payable တွေဒါ account type တွေcreate လုပ်ခဲ့ရဆိုလို့ရှိရင်
allow reconciliation ဆိုတာကို system က auto on ပေးမှာဖြစ်တယ်အဲ့တော့ you ကဒါ delivery charge က expense ဖြစ်ပေမဲ့ပေါ့နော်ဒါ account တက်လေးကို you receivable တစ်ချက်ပြလိုက်မယ်နော် receivable တစ်ချက်လေးပြချင်လို့အဲ့တော့ receivable လို့ရွေးလိုက်တာနဲ့ system ကဒီလိုမျိုး allow reconciliation ဆိုတာကို auto on ပေးရကိုကတော့တကူတက on စရာမလိုဘူးပေါ့နော် system ကပါနေတဲ့ဟာလေးအဲ့တော့ receivable တိုက်တူပေးတွေပဲတိုက်တူဆိုလို့ရှိရင်ပြန်ပြီးတော့ကြေရမယ့် account တွေဖြစ်တဲ့အတွက် Odoo ရဲ့သဘောတရားအရ allow reconciliation ကို on ပေးထားရတယ်ပေါ့နော်အဲ့တော့ပေးတွေပဲဆိုလဲအဲ့တိုင်းပဲယူပေးတွေပဲတစ်ချက်ရွေးပြမယ်နော်ပေးတွေပဲရွေးလို့ရှိရင်လည်းဒီတိုင်းလေးပဲ on နေမှာပေါ့နော်ဒါကတော့ဒါ allow reconciliation ကိုသိစေချင်လို့ပြပြပေးတာပါအဲ့တော့ expand ဖြစ်တာဖြစ်တဲ့အတွက် you expand account တိုင်းကိုပြန်ရွေးလိုက်မယ်ဒါဆိုရင်တို့ဒါ create လုပ်ပြီးသွားပြီပေါ့နော်ဒါက2339ဖြစ်ရမှာယူဒီမှာ2338လေးတစ်ချက်လာလုပ်ကြည့်လိုက်မယ် system ရဲ့ unit ဖြင့်စစ်တဲ့ဟာလေးပြပေးခြင်းလို့ပေါ့နော်အဲ့တော့ save လုပ်လိုက်မယ်ဆိုလို့ရှိရင် system ကဒီလိုလေး alert တက်တယ်အကောင့်ကုတ်ကတဲ့ must be unit ဖြစ်ကမယ်ပေါ့နော်ဒီအကောင့်ကုတ်က duplicate ဖြစ်နေပါပြီတဲ့932338အဲ့တော့ duplicate ဖြစ်နေတာဖြစ်တဲ့အတွက် stay here လေးလုပ်ပြီးတော့ကိုပြောင်းလိုက်မယ်ဒါဆိုရင်ကိုကsystem မှာduplicate ဖြစ်မိရင်ပေါ့နော် user ကိုယ်တိုင်ကနေပြန်ပြီးတော့မှားခဲ့ရင်တော့ user ကိုယ်တိုင်ကမှားခဲ့ရင်တော့မှာပဲ system က alert တက်ပေးမှာဖြစ်ပါတယ်အဲ့တော့unit 3339ဆိုတာကိုပြန်ပြင်ပြီးတော့ save လုပ်လိုက်မယ်ဒါဆိုရင်တော့ chart account ကို creation လုပ်လို့ပြီးသွားပါပြီအဲ့တော့ဒီ balance မှာလည်းဒီ account နဲ့ပတ်သက်ပြီးတော့ transaction တွေရှိတယ် balance တွေရှိတယ်ဆိုရင်ဒီမှာပြနေလိမ့်မယ်ဒါကအခုမှအသစ်လုပ်လိုက်တာဆိုတော့ယူတော့ဘာ balance မှမရှိသေးဘူးပေါ့နော်ဒါကတော့ Odoo ရဲ့ chart account တွေကို creation လုပ်တဲ့အပိုင်းလေးပဲဖြစ်ပါတယ်အဲ့တော့နောက် video မှာတော့ you က product creation လုပ်တဲ့အပိုင်းလေးတွေကိုဆက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဆက်ပြီးတော့လေ့လာကြည့်ရအောင်နော်ကျေးဇူးတင်ပါတယ်ရှင်